city school မှာကျွန်တော်ကတခြားအကြောင်းအနေနဲ့ compare လုပ်ကြည့်လိုက်တော့ a little bit higher တော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ပေးလိုက်ရတဲ့ကုန်ကြတဲ့ဒီဘယ်လိုခေါ်မလဲ school fee နဲ့ပြန်ရတာလည်းကျွန်တော်ကဒီကျင့်နှံ့ဖို့ကောင်းတယ်ပေါ့ဟိုကဒီဘက်ကနေ feedback တစ်ခုပေးလိုက်ချက်ချင်း respond လာတဲ့ဥစ္စာကို supporting ပေါ့နော် not just the academic only ပေါ့ academic တခုလည်းပဲမဟုတ်ဘဲနဲ့သူ့ရဲ့ other personal development တွေတော့ပါ input လုပ်ပေးရဥစ္စာတွေအများကြီးပါတယ်ပေါ့အမတို့ကျောင်းပြမှုအတွက်ကျောင်းလိုက်ရှာတယ်ကျောင်းလိုက်ရှာတော့ city school ကိုအမတို့အရင်ကလည်းဒီ education fair တွေမှာအမတို့တွေ့ထားတယ်အမတို့ကျောင်း visit လေးလာလိုက်တယ်ပေါ့လာလိုက်တဲ့အခါမှာကျောင်းရဲ့ဒီ facility ပိုင်းပေါ့နော်အမတို့သဘောကျတယ်ကျောင်းကဒီကလေးတွေအတွက်ရည်ရွယ်ပြီးတော့ကိုထုတ်ထားတဲ့ design လေးကိုတွေ့ရတယ်ကျောင်းရဲ့ facility ကလေးတွေကိုဘယ်လိုမျိုးသူတို့ environment ဆိုင်ရာဘက်စုံမော့ဘယ်လိုမျိုးသူတို့ supporting ပေးပါလဲဘယ်လိုမျိုးပေးနိုင်လဲနောက် teacher တွေကအစားပေါ့နော် teacher တွေနောက်ကျောင်း environment နောက်သူရဲ့ safety ပေါ့ကလေးရဲ့ safety အကုန်လုံးကိုတော့ခြုံငုံကြည့်ပြီးတော့မှရွေးချယ်ဖြစ်ပါတယ်ကလေးရဲ့ပညာရေးကိုလည်းကောင်းကောင်း support ပေးနိုင်တဲ့ teacher ရှိတဲ့နေရာနောက်ကလေးရဲ့ environment ကိုလည်းကောင်းစေတဲ့နေရာပေါ့နော်နောက်ဒီ city school ကိုရောက်လာတဲ့အခါကျတော့ teachers ကိုတွေ့တဲ့အခါကျတော့ကလေးအတွက်ကိုကောင်းကောင်းလေးကို supporting ပေးနိုင်မယ်လို့ကိုစတဲ့အတွက်ဒီကျောင်းကိုပြောင်းလိုက်တာပေါ့နော် secondary 2ဘက်မှာအန်တီမြီးလေးကိုကြောင်းထားဖို့ဆိုတော့ခါကြအဲ့ line ပေါ်မှာလေကိုကအရန်ကြည့်တာလေကြည့်ပြီးတော့ခါကြတော့အဲ့ဒီကပြောဆိုတာလေးတွေနောက်ကျောင်းကတော့အဆင်ပြေလောက်မယ်ပေါ့အိမ်နဲ့ကျောင်းနဲ့ကွာဝေးပေါ့နော်ပြီးတော့ school fees တွေလည်းကြည့်ပါတယ်ပြီးတော့သင်မဲ့ teacher ရဲ့ education background တွေလည်းသိချာကြည့်ပြီးတော့မှရွေးလိုက်တာပါကြောင်းလို့ဆိုရင်က school visit လာကြရအမကျောင်းရဲ့ facility ကိုသဘောကျတယ်ပေါ့ကျောင်းကို visit လုပ်တဲ့အခါကျတော့ဆရာတွေရောရှင်းပြတဲ့လူရော administration ကပါတော်တော်လေးကိုအဆင်ပြေပါတယ်ကျောင်းကတော့ဘယ်လိုမျိုးလုပ်ပေးလဲဆိုတော့သူတို့ရဲ့ ability ပေါ်မှာကြည့်ပြီးတော့သူတို့ဘယ်လောက်လုံဆောင်နိုင်စွမ်းရှိတယ်ကျောင်းထဲမှာလည်းချင်းချင်းကြိုင်းမဲ့ကွင်မျိုးဘယ်လောက်ရှိတယ်အဲ့လို skill တွေကိုဆရာမတွေကလည်းအချိန်မီပေါ့နော်သုံးသပ်နေတယ်လို့ကျွန်မယူဆတယ်နောက်တို့လှုပ်လာခဲ့တဲ့စာလေးတွေဘယ်လောက်နားလည်တယ်ဆိုတော့ group like နဲ့အတူချင်းစီပေါ့အဲ့လို presentation လေးတွေလုပ်ပေးခိုင်းတယ်အပြည့်ပြည့်နဲ့တို့ကိုတို့ယုံကြည်မှုလေးလည်းရတယ်နောက် independent လေးလည်းဖြစ်လာမယ်လို့ပေါ်ယူဆတယ်အန်တီမြီးလေးကကြတော့သူကပတ်ဝန်းကျင်အထီးတွေကျောင်းနဲ့ပတ်သက်ပြီးတော့စာနဲ့ပတ်သက်ပြီးတော့ဘာမှအထီးတွေမရှိဘူးပေါ့နော်မရှိဘူးမရှိတဲ့အချိန်မှာဒီကျောင်းကိုထားလိုက်တော့အဲ့မှာကလေးကအဲ့ဒီကျောင်းပွဲတွေပါဒီမှာလည်း English တွေ songs တွေလည်းသူကောင်းကောင်းဆိုတတ်တယ်ယောက်ျားလေးလည်းဖြစ်တယ်ဆိုတော့လေအပေါင်းအသင်းလေးတွေနဲ့အဲ့လိုမျိုးပေါ့တွေ့တော့ပျော်တယ်နဲ့တူပါပဲဟိုတခါမှအဲ့လိုစကျောင်းတက်ခရဲချက်မှမငြီ city school သွားမယ်သားရေးလို့ဆိုတာနဲ့ချက်ချင်းငေါ့နဲ့ဆိုထားဘလောက်ပဲအိတ်ချင်းလေသူကဒီကျောင်းတက်ရတာကိုသူကအရန်သူ့အတွက်မှာအရန်ပျော်တာပေါ့တချို့ကျောင်းတွေမှာကြတော့သူတို့ရဲ့ဒီ confidence level တွေကိုသူက level 2ကိုပြခွင့်သိမရကြဘူးသူတို့မှာရှိနေတဲ့ talent တွေကဘာဖြစ်လဲဆိုတော့ငုတ်ရှိုးနေတာပေါ့နော်သူ့မှာရှိနေတဲ့ condition နဲ့အခုဒီဘက်မှာပြောင်းလိုက်တယ်ပေါ့နော် city school မှာပြောင်းလိုက်ပြီးတော့ရှိတဲ့ clear condition နည်းနည်းကွဲသွားပေါ့နော်သူပို့ပြီးတော့သူ့မှာ confidence ပိုရှိလာတယ်သူ့မှာပို့ပြီးတော့ active ဖြစ်လာပေါ့နော်ကျမတို့ဒီဘက်မှာအဆင်ပြေတာလေးဖြစ်တယ်ဆိုချက်ချင်း inform လုပ်ပြီးသွားရင် within the day ဆို respond ရတယ်ပေါ့နော်နောက် action လာတဲ့ဥစ္စာလည်းချက်ချင်းလာတယ်ဆိုတော့ဆောင် feedback ပြန်ရတယ်နောက်ကျောင်းက administration ကတော်တော်အလုပ်လုပ်တာကိုမှတွေ့ရပါတယ်အမတို့တခုခုလိုအပ်တာရှိရင်ချက်ချင်းပြန်ပြီးတော့ respond လုပ်တယ်ပေါ့အခုသားတို့ဆိုရင်မှတ်ပုံနဲ့လုပ်ရတဲ့အရွယ်လေးတွေဖြစ်လာပြီဆိုကျောင်းဘက်ကနေလိုအပ်တဲ့ documentation တွေပါတယ်ဆို provide လုပ်ပေးပါတယ်ZP ကသူကသူ့ရဲ့ base ငယ်ငယ်တုန်းကသူကအားနေတယ်ဆိုတာကနည်းနည်းပေါ့တခြားဒီသင်ချာတဲ့စာလို့ရှိရင်တော့အားမရတာတော့သူကအဓိကတော့ English ကတော့သူကသိအားမရအောင်ဒါပေမဲ့ဒီအကြောင်းကိုထားလိုက်တဲ့အခါမှာဘာတစ်ချက်သွားရလဲဆိုတော့ဒီမှာအခုဆိုလို့ရှိရင်ဒါ English စာဆရာမပေါ့ဒါဟိုတင်းဆိုဒီ British or Miss Air လို့ပါဆိုလို့ရှိရင်သူကဒီကျောင်းချိန်ပြင်ပပေါ့ညနေညဘက်ရောက်ရင်တော့မှသူတို့က online မှာသူတို့တွေဒီ exercise တွေလုပ်တယ် correction တွေလုပ်တယ်ပြန်ရေးတာအဲ့လိုမျိုး practice တွေကိုလုပ်တာအဓိကကတော့ကျွန်တော်ကဒီအကြောင်းကိုထားလိုက်တဲ့အခါမှာ first language ကိုလည်းယူလိုက်တိုင်တယ်နောက်တစ်ခါကျတော့ English ကိုလည်း A star level ကိုဖြစ်လာတယ်ပေါ့နော်အခုမှကျောင်းစာထားမဲ့ကလေးလေးတွေရဲ့မိဘပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျောင်းပြောင်းမဲ့မိဘတွေပဲဖြစ်ဖြစ် CSY အကြောင်းလေးကိုအရင်ဆုံး school visit လုပ်ပြီးတော့လာကြည့်တယ်ပါတယ်ကျောင်းကိုနာမည်ပဲတည်ပြီးတော့စဉ်းစားနေရဆိုရင်တော့ကျောင်းကို school visit လာကြည့်ဖို့ဖိတ်ခေါ်ရပေါ့နော်ဒီ school visit လာကြည့်လိုက်တော့မှကျောင်းရဲ့ဘယ်ချက်တွေကိုကြည့်ပြီးရွေးချယ်ရမလဲဆိုတာလေးပို့ပြီးမြင်တာပါမယ်ပေါ့နော်
ကျောင်းမှာတက်နေတဲ့မိဘတယောက်အနေနဲ့ကတော့ကျောင်းဒီ academic ပြင်တခြားအရာတွေမှာပါအားသာလေးတွေရှိနေတဲ့ကြောင့်လို့ဒီ holistic approach ကိုဒီစိတ်ဝင်စားပြီးတော့ကိုယ်ကလေးကိုဘက်ပေါင်းစုံတိုးတက်တာမျိုးအတွက်ဆိုရင်တော့ရွေးချယ်ဖို့တိုက်တွန်းချင်ပါတယ် ကျောင်းကို school visit လာစေခြင်းနဲ့ကျောင်းကဆရာတွေနဲ့တိုင်ပင်စေခြင်းနဲ့ interview ရင်လုပ်ကြည့်စေခြင်းနဲ့ပေါ့နော်ဆရာရောကလေးရဲ့ condition တော့အကုန်လုံးက perfect ဖြစ်တယ်ဆိုတော့ဒီကျောင်းမှာ supporting တွေကအများကောင်းတယ်ပေါ့နော်ကျောင်းကနေပြီးတော့မှဒီ school visit လာကြည့်ပါဒီပါတွေကိုယ်တိုင်ကိုကြပါပေါ့နော် ကိုယ်အနေနဲ့ကျင့်တဲ့ဖို့ကောင်းတယ်ပေါ့ဒါအများတန်းကျွန်တော်တို့လာပြောနေကြပါဘူးအခုရှိနေတဲ့နောက်လာမဲ့ဒီမိဘဒီကလေးတွေမိဘတွေဆိုလို့ရှိရင်လည်းဒါဘာပြောဟိုလာရောက်ပြီးတော့လေ့လာဖို့အတွက်ကိုလည်းကျွန်တော်ကဒါတိုက်တွန်းတယ်